အာရခပြည်အတွေ့မိတိနေထိုင်ကြတဲ့မျိုးလူမျိုးစုတွေရဲ့ကိုးကြိမ်မြောက်မျိုးအမျိုးသားနေအခမ်းအနားကိုဒီကနေ့မတ်လ19ရက်နေ့မှာစီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။အာရခပြည်ရဲ့မျိုးလူမျိုးစုအများဆုံးနေထိုင်ရာဒေသတစ်ခုမှာကျင်းပတဲ့ဒီပွဲကိုဒေသခံပြည်သူ400ကျော်တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားကိုအာရခနိုင်ငံတော်တည်ခြင်းနဲ့စတင်ဖွင့်လှစ်ခဲ့ပြီးမျိုးရိုးရာဒူရိယာတီးခတ်မှုတွေရိုးရာအကဟလာတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ဖြောပြခဲ့ကြတာပါဒီပွဲကိုရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတပ်တော် ULAAA ကတာဝန်ရှိသူတွေနဲ့အတူဒေသအုပ်ချုပ်ရေးပညာရေးနဲ့ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေကတာဝန်ရှိသူတွေတက်ရောက်အားပေးခဲ့ကြပါတယ်ပရိုဖီအီအဖွဲ့တွေကိုလည်းတာဝန်ရှိသူတွေကစုငွေတွေအသီးသီးချီးမြှင့်ခဲ့ကြသလိုဧည့်သည်တော်တွေကိုလည်းရိုးရာသမီးဝိုင်းတွေနဲ့တီးခင်းအေခံခဲ့ပါတယ်။အခမ်းအနားစီးစဉ်သူတွေရဲ့အဆိုအရဒီပွဲဟာအာရခဒေသတွင်မှရှိတဲ့လူမျိုးစုတွေအကြားညီညွတ်ရေးနဲ့ယဉ်ကျေးမှုပေါင်းစည်းမှုကိုမြင့်တင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။တက်ရောက်လာတဲ့မျိုးလူမျိုးတွေကလည်းအခုလိုအလေးထားချင်းပပေးတဲ့အတွက်ဝမ်းမြောက်ကြောင်းနဲ့ ULAA နဲ့အတူအနာဂတ်မှာဆက်လက်တွဲသွားမယ်လို့ပြောကြားခဲ့ကြပါတယ်။